Hello တန်ငယ်ချင်းတို့အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါမနေ့အချိန်မှာအရာအနုထလိုက်မင်္ဂလာစကားလေးပြောကြတော့အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ကုန်တော့ပေါ့ဟုတ်တော့ဟုတ်အမတို့မြန်မာနိုင်ငံကြီးအမတို့မြန်မာနိုင်ငံမှာပြည်သားတွေအားလုံးကိုစိတ်နှပြကျမ်းမချမ်းသာပြီးအားလုံးလူအင်ဆန္ဒတွေလည်းပြည့်စုံကြပါစေလို့အမကဒီနေ့နဲ့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတယောက်မှာအဲ့ရနုထလာတာနဲ့စိတ်ချမ်းသာမှုလေးရှိမယ်စိတ်ကောင်းကောင်းလေးနဲ့ကိုမိသားစုမှာပဲဖြစ်ဖြစ်သူများတငယ်ချင်းတွေမှာပဲဖြစ်ဖြစ်ကိုနိုင်ငံအတွက်ပဲဖြစ်ဖြစ်ကောင်းတဲ့စကားလေးတွေပြောကြမယ်ဆိုရင်အားလုံးသောလူတို့ဒီမင်္ဂလာရှိတဲ့နေ့လေးတွေဖြစ်ကြမယ်လို့လည်းအမယုံကြည်ပါတယ်အားလုံးတငယ်ချင်းတို့အားလုံးချစ်တယ်ခင်တယ်လေးစားတယ်ကိုနိုင်ငံသားတွေပဲဖြစ်ဖြစ်သူများနိုင်ငံသားတွေပဲဖြစ်ဖြစ်เนาะအားလုံးဘာလိုမျိုးပဲဖြစ်ဖြစ်အားလုံးကိုလေးစားတမှုနဲ့အမနှုတ်ခွန်းဆက်လိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်เนาะဘာဖြစ်လို့လဲဆိုတော့လူဘဝမှာလူကြီးတစ်ခါလာဖြစ်ကြတာလေလူကျင့်သုံးပြီးတော့လူနေထိုင်သွားမယ်ဆိုရင်ငါတို့မြန်မာနိုင်ငံသားပဲဖြစ်ဖြစ်ပဲနိုင်ငံသားပဲဖြစ်ဖြစ်လူတိုင်းမှာအားလုံးကိုချင်းတရားလေးနဲ့စောင့်တည်ပြီးသွားကြမယ်ဆိုရင်အားလုံးချစ်စရာကောင်းတဲ့လူလေးတွေဖြစ်ကြမယ်ပေါ့နော်နောက်တစ်ခုတလိษံလေးတွေကိုလည်းတလိษံဆိုပြီးအောက်နှိပ်ပြီးတော့ဗာလဲဘုန်းနေဘယ်လိုပြောမလဲတလိษံဆိုပြီးတော့အောက်နှိပ်ပြီးတော့လဲနိုင်ထက်စီနေမလုပ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကိုနိုင်ငံကကိုလူကြီးတွေရက်ရွာလူကြီးပဲဖြစ်ဖြစ်အုတ်ချုပ်ရေးမှုပဲဖြစ်ဖြစ်ပြည်နယ်တိုင်းမှုပဲဖြစ်ဖြစ်မြို့နယ်တိုင်းမှုပဲဖြစ်ဖြစ်နိုင်ငံအုပ်ချုပ်တဲ့လူကြီးပဲဖြစ်ဖြစ်ကိုပြည်သူလူထုကိုမောင်နှမလေးတွေလိုကိုညီကိုလေးတွေလိုကိုသားသမီးလေးလိုကိုသားလေးတွေလိုကိုမီးလေးလိုချစ်ခင်ပေးမယ်ဆိုရင်အားလုံးဟာချစ်စရာကောင်းတဲ့လူတွေကြီးပဲပါပဲအမြင်တွေမဆောင်ဖို့ရယ်အမြင်တွေကြည်လင်ဖို့ရယ်တယောက်နဲ့ဖေးမကူညီပေးဖို့ရယ်အဲ့လိုမျိုးလေးစိတ်ကမဲ့ဆိုရင်ဘလောက်တောင်ကောင်းကြမလဲလို့ငါတို့မြန်မာနိုင်ငံမှာနော်အခုချိန်ဆိုရင်အခုပထမဝါဆိုဒုတိယဝါဆိုရင်ငါတို့မြန်မာနိုင်ငံမှာဝါထက်တဲ့နှစ်ဆိုရေးကြီးတဲ့နှစ်နော်တချို့လူတွေနားလဲကြပါခလေးတွေလည်းနားလဲသိကျင်တယ်ပေါ့နော်ကိုဘဝမှာကိုတိတက်တဲ့အရွယ်နဲ့ကနေစပြီးတော့ကိုနိုင်ငံမှာဘလို့တွေနေထိုင်ရလဲဘလို့တွေဖြစ်လဲဘလို့တွေသွားလာရကြလဲဆိုတာကိုလည်းအခုခက်ကလေးတွေလည်းလေးလာကြပါလို့ပြောချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အခုချိန်မှာရေဘေးဒုက္ခတွေအားလုံးပဲပြည့်ပါပြီအချိန်က